မင်္ဂလာပါဒီနေ့မှာမျှဝေပေးခြင်းကတော့ကျွန်တော်တို့ရဲ့ဖုန်းမျက်နှာပြင်မှာ install လုပ်ပြီးထည့်ထားတဲ့ software တွေအများကြီးကိုတစ်ချက်တည်းနဲ့ uninstall လုပ်ပြီးတော့ဖြတ်ထုတ်လို့ရမယ့်နည်းလေးကိုကျွန်တော်ဒီနေ့မှာမျှဝေပေးမှာဖြစ်ပါတယ်အခုကျွန်တော်လုပ်ပြမယ့်ဖုန်းကတော့ Oppo A89s ဖုန်းနဲ့ပြုလုပ်ပြမှာဖြစ်ပါတယ်ကျွန်တော် Oppo A89s ဖုန်းမှာဆိုလို့ရှိရင်ဒီဖုန်း manager ဆိုတာရှိပါတယ် APK လေးကိုအဲ့ software လေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါဒီဖုန်း manager ကတော့ကျွန်တော်တို့ဒီ Oppo ဖုန်းဝယ်တာနဲ့သူ့ဘက်သူ auto ပါလာတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ထည့်ထားတာမဟုတ်ဘူးပေါ့နော်ဖုန်းမှာ auto ပါပြီးသားဖြစ်တဲ့ software လေးပေါ့နော်အဲ့ဒီ APK လေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါပြီးရင်ဒီလိုလေးပေါ်လာရင်တော့ဒီနေရာမှာအလောင်းလုပ်ပြီးလည်းရတယ်ဒါမှမဟုတ်ရင်သူတော့အလောင်းလုပ်မဲ့ဆိုပြရတယ်ပေါ့နော်သူကဒါကမိရတာကတော့ Wi-Fi mobile ပေါ့နော်update လုပ်မလားပေါ့ update မလုပ်သေးဘူးဆိုရင်တော့သူတော့အလောင်းနှိပ်လိုက်ပါဒါကတော့တစ်ခါတည်းမှပေါ်တာဖြစ်ပါတယ်တကယ်လို့ပေါ့နော်မိတ်ဆွေတွေရဲ့ဖုန်းကို update လုပ်ဖို့လိုအပ်နေတယ်ဆိုရင်တော့ဒီလိုမျိုးတွေပေါ်တတ်တယ်ပေါ့နော်အခုကျွန်တော်ရဲ့ဖုန်းကဖုန်းပါရှင်း update လုပ်ဖို့အတွက်လိုအပ်နေတဲ့အတွက်ဒီလိုမျိုးလေးတွေပေါ်နေတာဖြစ်ပါတယ်ပေါ်နာကိုဆက်တင်လိုက်ပါဆက်တင်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကတော့ add management ဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ကျွန်တော်တို့ရဲ့ဖုန်းတွေက software တွေအများကြီးကိုကျွန်တော်တစ်ချက်တင်နေပေါ့နော် uninstall လုပ်ပြီးတော့ဖြတ်ထုတ်ဖို့အတွက်ဒီပေါ်နာမှာ uninstall ဆိုတာရှိပါတယ်အဲ့နေရာလေးကိုတစ်ချက်နှိပ်ပါဒီအမှိုက်ပုံတဲ့နေရာလေးပေါ့နော်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ရဲ့ဖုန်းထဲမှာဘယ် software တွေကိုကျွန်တော်တို့က uninstall လုပ်ပြီးတော့ဖြတ်ထုတ်မလဲပေါ့နော်ဒီနေရာမှာကျွန်တော်တစ်ချက်ကြည့်မယ်ဒီနေရာမှာကို uninstall လုပ်ပြီးတော့ဖြတ်ထုတ်မဲ့ software တွေကိုဒီဘက်ဘီနာအကွက်လေးနှိပ်ပြီးတော့အမှန်ချစ်လေးလုပ်ပြလိုက်ပါဒီနေရာမှာလိုက်ရှာကြည့်ပါနော်ကိုကဘယ်ဟာတွေကို uninstall လုပ်မလဲပေါ့ကိုလုံးမဲ့ဟာတွေကိုကို uninstall လုပ်ပြီးတော့ဖြတ်ထုတ်မဲ့ဟာတွေကိုလိုက်ပြီးတော့အမှန်ချစ်လေးနှိပ်ပြလိုက်ပါအခုကတော့ကျွန်တော်ဘယ်နှခုလဲဆို10ခုပေါ့နော်10ခုပဲကျွန်တော် uninstall လုပ်ပြမယ်မိတ်ဆွေတို့ဖြတ်ချင်တယ်လို့ပေါ့နော် uninstall လုပ်ချင်တယ်လို့ကိုလိုက်ပြီးတော့ဒီအကွက်လေးတွေထဲမှာဒီလိုမျိုးအမှန်ကြီးလေးတွေပြောအောင်လိုက်ပြီးတော့နှိပ်ပြီးလိုက်ပါပြီးရင်တော့ဒီအောင်နာက uninstall ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် delete ကိုပဲနှိပ်ပါဒါဆိုလို့ရှိရင်တော့ဒီမှာဖုန်းမျက်နှာပြင်မှာရှိတဲ့ software တွေကို uninstall စတင်ပြီးတော့ပြုလုပ်နေပြီဖြစ်ပါတယ်ဒီလိုနည်းလေးနဲ့ကျွန်တော်တို့ကမပြုတ်လုပ်ပင်နဲ့ပေါ့နော်ဖုန်းမျက်နှာပြင်မှာလိုက်ပြီးတော့ uninstall တစ်ခုချင်းလိုက်လုပ်မယ်ဆိုရင်တော့ချိန်ကြာတာပေါ့နော်ဒီနည်းလေးကတော့တစ်ချက်တည်းနဲ့ uninstall လုပ်တဲ့နည်းလေးပဲဖြစ်ပါတယ် software 10ခုပေါ့နော်10ခုကိုကျွန်တော်က uninstall လုပ်ပြီးဖြတ်လိုက်တဲ့အတွက်ဒီနေရာမှာအကွက်လေးတွေပဲကျန်တော့တယ် software တော့မရှိတော့ဘူးပေါ့နော်ဒီနည်းလေးကိုကျွန်တော်မိတ်ဆွေများကြိုက်နေတတ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ပါနဲ့เนาะကျွန်တော်မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ bye bye